relationship banker နဲ့ relationship manager အကြောင်းကိုမျှဝေပြီးတော့မှာဖြစ်ပါတယ် relationship banker relationship manager ဘာများကွာပါလဲသူကပို့ပြီးတော့ decision power ကြီးရတယ်ဒါကိုသိဖို့အတွက်ဒီဗီဒီယိုလေးကနေရှင်းပြမှာဖြစ်ပါတယ်ရှင် relationship banker ဆိုတာက junior mid level ပါ relationship manager ဆိုတာကတော့ mid senior level မှာပါဝင်ပါတယ်ဒါဆိုရင် junior ဖြစ်တဲ့ relationship banker ကဘာတွေလုပ်ပေးလဲသူတို့ကတော့အဓိကအဖြစ် customer ကို new customer တွေရှာတယ် existing customer တွေ follow up လုပ်တယ်ကိုယ့်ရဲ့ဘဏ်မှာရှိနေတဲ့ loan deposit card digital banking ဆိုင်ရာ product တွေကို customer တွေကိုရောင်းတယ်ပြီးလို့ရှိရင် customer ရဲ့ needs ပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့စီမှာကိုယ့်ရဲ့ဘဏ်မှာရှိနေတဲ့ product တွေကို supporting ပေးတယ်ပေါ့နော် product portfolio တွေကိုပေးတယ်နောက်ပြီးတော့ document နဲ့ဆိုင်တဲ့ administrative process တွေကိုသူတို့ကလုပ်ပေးပါတယ်ဒါဆိုရင် relationship manager ဘက်ကိုချက်လောက်ကြည့်ရအောင် relationship manager ကတော့သူကပို့ပြီးတော့ mid senior level ဖြစ်တယ်ပြီးတော့ individual customer ထက် corporate customer တွေ big customer တွေကို handling လုပ်ရတာများတယ်နောက်ပြီးရင် loan နဲ့ဆိုင်တဲ့ product တွေ credit နဲ့ဆိုင်တဲ့ပြဿနာတွေ credit process တွေကိုသူတို့က handling လုပ်ပေးတယ်နောက်တစ်ခါ customer လိုအပ်တဲ့ပုံမူတည်ပြီးတော့ cross selling product တွေကိုလည်းသူတို့ကလုပ်ပေး customer ကနေပြီးတော့တက်လာတဲ့ issue တွေကို exploration လုပ်တဲ့အနေနဲ့ collaborate လုပ်ပြီးသက်ဆိုင်ရာဌာနတွေနဲ့ coordinate လုပ်ခြင်းအဖြစ် issue problem solving တွေကိုလည်းလုပ်ပေးပါတယ်။ဒါကြောင့်မလို့ relationship manager တွေကပို့ပြီးတော့ decision power ပိုများသလိုသူတို့တာဝန်ယူရတဲ့တာဝန်ယူမှုတာဝန်ခံမှုကလည်းပို့ပြီးတော့များပါတယ်။ဒါကြောင့် relationship manager ပဲဖြစ်ဖြစ် relationship banker ပဲဖြစ်ဖြစ်လုပ်ချင်ပြီဆိုလို့ရှိရင်ဝန်ထမ်းတစ်ယောက်အနေနဲ့မဖြစ်မနေကတော့ sales နဲ့ပတ်သက်တဲ့ skill ရှိရပါမယ်။ communication ဆိုင်ရာ skill ရှိနေရပါမယ်။ပြီးတော့ analytical skill နဲ့ product ဆိုင်ရာ knowledge တွေကိုပြည့်ပြည့်ဝဝရှိနေမှသာ relationship management ကိုပြုလုပ်နိုင်တဲ့ relationship banker တယောက် relationship manager တယောက်ဖြစ်မယ်လို့ပြောချင်ပါတယ်။ဒါလို့ဆိုလို့ရှိရင်တော့အချမ်းဖြေနားလည်လိမ့်မယ်လို့ပြောလင်ပါတယ်ရှင်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။